ချွေတမ်းမဲ့ရက်တွေဆိုလို့ရှိရင်ကောင်းတာလေးပူစားမိခြင်းပြန်ရောဒီနေ့မှာတော့ဈေးရဲသွားရင်ကနေပြီးတော့မှပစွန်ထုတ်လေးတစ်ပေါင်းပိုးဝယ်လိုက်ပါဒီစွန်ထုတ်စီပြန်ဟင်းလေးဆက်ချက်တော့မှမလို့စီပူလာတဲ့အခါပစွန်ထုတ်လေးကိုစီရဲကိုထည့်လိုက်ပါတယ်ကိုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်ပစွန်ထုတ်လေးတွေထည့်ပြီးတော့ပကံလေးကိုထည့်ထားပါတယ်ချက်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့စီရဲကိုချက်တော်ပြူဝေးအောင်လို့ချက်တော်ပြူလေးတောင်းတာပါပပလေးထားတဲ့ချက်တော်လေးတွေကိုထည့်ပြီးတော့မှချက်လိုက်ပါတယ်ရောင်လေးလာဖို့အတွက်ကိုစနစ်မုတ်လေးနည်းနည်းအယောင်တွင်းမုတ်လေးနည်းနည်းထည့်ပြီးတော့ချက်ပါတယ်ချက်သွန်လေးတွေကိုလိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်ခုနကကြော်ထားတဲ့ပစွန်လေးကိုထည့်ပြီးတော့ကြော်လိုက်ပါတယ်ကိုလိုချင်တဲ့အရာသာကိုရဖို့အတွက်ပေါ့အငယ်လိုတလို့ထည့်ပါတယ်ကိုကြိုက်တဲ့အနေထားလေးလည်းရောက်ပြီးဟင်းလေးကစီးပြန်လာပြီဆိုရင်နည်းနည်းမင်းလေးကိုထည့်ပြီးတော့အုပ်ပါတယ်။ရတာလည်းရှိမှုတဲ့ပစွန်ထုတ်စီးပြန်ဟင်းတစ်ခွက်ကိုရရှိပါပြီ။ကြည့်ရှုပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်။